ညာအစီအစဉ်ကဒီနေ့တင်ဆက်မယ့်အကြောင်းအရာကတော့စီရဲ့အခြေခံမူတစ်ခုဖြစ်တဲ့အင်အားစုစည်းမှု concentration of force နဲ့တဖွဲ့ချင်းစီအသေးစိတ်ချေမှုန်းခြင်းဆိုတဲ့စစ်ဘက်ဆိုင်ရာအယူအဆဝေါ်ဟာရတစ်ခုဖြစ်ပါတယ်။တဖွဲ့ချင်းစီအသေးစိတ်ချေမှုန်းခြင်းဆိုတာကရန်သူတဖွဲ့တစ်ခုလုံးကိုဓာတ်ရိုက်ရင်ဆိုင်တိုက်ခိုက်မဲ့အစားသူတို့ရဲ့တပ်ဖွဲ့ငယ်လေးတွေကိုတဖွဲ့ချင်းစီဖျက်ဆီးပြီးအနိုင်ယူခြင်းကိုဆိုလိုတဲ့စစ်ဘက်ဆိုင်ရာအယူအဆဝေါ်ဟာရတစ်ခုဖြစ်ပါတယ်။လက်တွေ့မှာတော့ဒါကဘလို့ဖြစ်တယ်လဲဆိုရင်တပတ်တက်ရဲ့အင်အားအလုံးအရင်းကိုပြိုင်ဘက်တက်ရဲ့တင်းငယ်တဲ့အရေးပါခြင်းတွေအပေါ်မှာစုပုံတိုက်ခိုက်တာမျိုးပါဒီလိုနည်းနဲ့အဖြစ်အသက်အင်အားတာမှုကိုရယူတာဖြစ်ပါတယ်ဒါကိုတက်ကသူ့ကိုယ်သူအုပ်စုငယ်လေးတွေအဖြစ်ခွဲလိုက်တဲ့အခါအများဆုံးတွေ့ရတတ်ပါတယ်အဲ့ဒီအုပ်စုငယ်တွေကိုအလွယ်တကူခွဲထုတ်ပြီးတစ်ဖွဲ့ချင်းစီအနိုင်ယူလို့ရပါတယ်ဒါကဒီလိုမျိုးအလုပ်လုပ်ပါတယ်ဒါကကျွန်တော်တို့ရဲ့ပြစ်မှတ်ဆိုပါစို့ကျွန်တော်တို့မှာလူရင်းအား1,200ပဲရှိပြီးရန်သူမှာတော့2,000ရှိတယ်နပိုလီယန်ဆိုရင်ဒီလိုလုပ်ပါလိမ့်မယ်သူကရှေ့ကိုချီတက်ပြီးသူ့ရဲ့တပ်ဖွဲ့တွေကိုဖြန့်ခွဲထားပါလိမ့်မယ်အကျိုးဆက်အနေနဲ့ရန်သူကလည်းသူတို့ရဲ့တပ်တွေကိုဖြန့်ခွဲပြီးမြို့တစ်မြို့ချင်းစီမှာတပ်ဆွဲထားပါလိမ့်မယ်တခုမှတ်ထားရမှာကကျွန်တော်တို့ကတိုက်ခိုက်မှုတပ်ဖွဲ့ဖြစ်နေရင်အမြဲတမ်းလူရင်းအားပိုတာနေရမယ်အဲ့ဒီအခါမှသာအောင်ပွဲကိုတေချာပေါက်ရနိုင်မှာပါဒါကြောင့်ကျွန်တော်တို့ကရှေ့တန်းတစ်လျှောက်လုံးကိုအလုံးရင်းနဲ့တိုက်ခိုက်ဖို့အမိန့်ပေးလိုက်ရင်3,000နဲ့9,000ဖြစ်နေမှာပါအခြေအနေမကောင်းပါဘူးဒါပေမဲ့နပိုလီယန်ကတော့လိမ္မာပါနှက်တဲ့အလုပ်တစ်ခုကိုလုပ်ပါလိမ့်မယ်တိုက်ပွဲမတိုင်ခင်ညမှာသူကသူ့ရဲ့တပ်ဖွဲ့တွေကိုတနေရာထဲမှာစုစည်းလိုက်ပြီးရှေ့တန်းကိုကာမီလောင်လောက်ပဲတပ်ဖွဲ့ငယ်လေးတွေခြံထားခဲ့ပါလိမ့်မယ်ပြီးတော့သူကနေရာတစ်ခုတည်းကိုပဲရွေးပြီးတိုက်ခိုက်ပါလိမ့်မယ်ဖြစ်နိုင်ရင်အားနည်းဆုံးနေရာကိုရွေးပြီးအဲ့ဒီမှာခြေမုံပစ်ပါလိမ့်မယ်ဒီလိုနဲ့ရန်သူနဲ့တကယ်အထီးတွေ့တိုက်ခိုက်တဲ့နေရာမှာခမားဘက်ကသူတို့ထက်လူရင်းပုံများနေပါလိမ့်မယ်ဒါကအင်အားစုစည်းမှု concentration of force ပါပဲရန်သူတပ်ဖွဲ့တွေကတစ်ဖွဲ့နဲ့တစ်ဖွဲ့အလံဝေးပြီးပြန့်ကျဲနေတဲ့အတွက်သူတို့ဟာတစ်ဖွဲ့ချင်းစီအသေးစိတ်အခြေမွန်းခံရမယ့်အခြေအနေကိုဖန်တီးပေးလိုက်သလိုဖြစ်သွားပါတယ်ဒါကထမ်းမြက်တလန့်ရိုးရှင်းပါတယ်ကျွန်တော်တို့ဟာရန်သူတက်မတော်တစ်ခုလုံးကိုရင်ဆိုင်ရမယ့်အစားသူ့ရဲ့အစိတ်အပိုင်းတစ်ခုတည်းကိုပဲတိုက်ခိုက်ရတာပါဒါအောင်မြင်ဖို့တို့ကအရေးကြီးတဲ့အချက်တစ်ခုကတော့ရန်သူကကျွန်တော်တို့ဘာလုပ်နေလဲဆိုတာကိုမရိပ်မိခင်မှာလင်းမြန်စွာရွှေ့ပြောင်းနိုင်တဲ့စွမ်းရည်ရှိတဲ့တက်ခွဲတွေရှိဖို့လိုအပ်တယ်ဆိုတာကိုမှတ်သားထားဖို့အရေးကြီးပါတယ်ဒါကြောင့်အရှိန်ဟုန်ကအလေးအငိုက်တိုက်ခိုက်နိုင်စွမ်းကိုရရှိစေပြီးအောင်ပွဲကိုတေချာစေပါတယ်နပိုလီယန်ဟာသူ့ရဲ့စစ်စင်ရေးတွေအတွင်းမှာဒီနီးဗျူဟာကိုအသုံးပြုခဲ့ပါတယ်သူ့ကိုမပူးပေါင်းနိုင်ခင်မှာအင်အားတာတဲ့တပ်ဖွဲ့တွေကိုတစ်ဖွဲ့ချင်းစီခွဲထုတ်ပြီးအမြဲတမ်းအနိုင်ယူခဲ့ပါတယ်တခြားသမိုင်းဝင်ဥပမာတွေကတော့တန်နင်ဘက်တိုက်ပွဲမှာပထမကမ္ဘာစစ်အစောပိုင်းကာလမှာဂျမန်တပ်ကရုရှားတပ်နှစ်ဖွဲ့ကိုတစ်ဖွဲ့ချင်းစီခွဲပြီးအနိုင်ယူနိုင်ခဲ့ပါတယ်ဘောဂန်စစ်ပွဲတွေမှာတော့အိုတိုမန်တပ်မတော်ဟာအုပ်စုငယ်တွေအဖြစ်ခွဲခြားထားတဲ့အတွက်ရှုံးနိမ့်ခဲ့ကြပြီးဒါကြောင့်သူတို့ရဲ့ရန်သူတွေကစစ်မြေပြင်မှာလူအင်အားတာလိုမှုကိုရရှိခဲ့ကြပါတယ်။မြောက်အာဖရိကစစ်စင်ရေးမှာရိုမဲလ်က British တပ်ဖွဲ့တွေကိုတိုက်ခိုက်တဲ့အခါမှာသူ့ရဲ့တင်စိမ့်တွေကိုအမြဲတမ်းစုစည်းထားလေ့ရှိပါတယ်။သူကတခါရင်ဖမ်းမိရမိတဲ့ British အရာရှိတအုပ်ကိုပြောဘူးပါတယ်။ခမားကကျွန်တော်ထက်တင်စိမ့်2 ဆော်ရှိတော့ပါထူးမှလေခမားကသူတို့ကိုနေရာခွဲထားပြီးကျွန်တော်ကိုတက်စီးချင်းစီအေးဆေးဖျက်ဆီးခွင့်ပေးနေတာလေလို့ပြီးတော့1862ခုနှစ်မှာဗိုလ်ချုပ် Stonewall Jackson ဟာစုစုပေါင်းအင်အား9200ရှိတဲ့ပြည်ထောင်စုတပ်3တပ်ကိုသူ့ရဲ့အင်အား19000နဲ့တွန်းလှန်တိုက်ခိုက်နိုင်ခဲ့ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်